ကျွန်တော် TVH Lab Channel ကတင်ထားတဲ့ဗီဒီယိုလေးတစ်ခုကိုကြည့်ရင်းနဲ့မှဒီ idea လေးကိုရခဲ့တာပေါ့နော်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ရတဲ့ဒီလိုမျိုး content creator ပဲဖြစ်ဖြစ်ပေါ့နော်တခုခုစလုပ်ခါစားမှာ quality ထက်ကိုပဲ quantity အရေးအတွက်ကိုပို့ပြီးတော့ဦးစားပေးလုပ်ပါပေါ့နော်တချို့လူတွေကတော့ဒါကိုသဘောတူချင်မှတူလိမ့်မယ်ပေါ့နော်ဘာလို့လဲဆိုတော့လူများစုကအဲ့လိုမျိုးအရေးအတွက်ထက်အရေးအသွေးကိုပို့ပြီးတော့ဦးစားပေးပါဆိုပြီးတော့ပြောကြတာများတာဟုတ်ဒါပေမဲ့ကျွန်တော်ကတော့ဒီအချက်ကိုသဘောတူတယ်ဗျသဘောတူတယ်ဆိုတာကဒီလိုမျိုး content တွေဖန်တီးတဲ့နေရာမှာကျွန်တော်စလုပ်ခါစားမှာအဲ့လိုမျိုး quality ထက်ပဲ quantity ကပို့ပြီးတော့အရေးကြီးရလို့ကျွန်တော်ကတော့ထင်တယ်ပေါ့နော်ဒါကွဲတခြားသူတွေနဲ့အဲ့လိုမျိုးကွဲရင်လည်းကွဲပြားမယ်ပေါ့ဒါပေမဲ့ကျွန်တော်ကတော့ဒီအရာကိုမှန်တယ်လို့ထင်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုမျိုးလုပ်ကြည့်တဲ့အခါမှာပေါ့နော်တခုခုအဲ့လိုမျိုးကိုက quality ကိုအရင်ကောင်းမယ်ဆိုပြီးတော့မှမျှော်လင့်ထားလို့ရှိရင်ကျွန်တော်တို့မလုပ်ဖြစ်တော့ဘူးဗျပို့ပြီးတော့ procrastinate လုပ်ဖြစ်တာများတယ်ပေါ့နော်ဥမာတပတ်မှာတပုတ်တင်မယ်ဆိုရင်တော့မှပဲငါရဲ့ဗီဒီယိုကငါမှန်းထားသလောက်မကောင်းသေးပါဘူးဆိုပြီးတော့အဲ့လိုမျိုးထက်ကပေါ့နော်ပြင်လွန်ပြီးတော့မှတကယ်ကြတော့အဲ့လိုမျိုးမတင်ပြစ်တာမျိုးပေါ့နော်ဒါမျိုးတွေကြုံရတယ်ဒါပေမဲ့ကျွန်တော်အဲ့ဒီနောက်ပိုင်းမှာဟုတ်ပြီငါ quality ကတော့တဖြည်းဖြည်းနဲ့မှကောင်းလာအောင်ပဲစူးစမ်းတော့မယ်ပေါ့နော်အရင်ဆုံး quantity ပေါ့အရေးအတွက်ကိုပို့ပြီးတော့များတင်နိုင်အောင်ငါစူးစမ်းမယ်ဆိုပြီးတော့အဲ့လိုမျိုးဆုံးဖြတ်လိုက်တဲ့အခါကျတော့ကျွန်တော်ဗီဒီယိုတွေပို့ပြီးတော့များလုပ်ဖြစ်လာတယ်လုပ်ဖြစ်လာတာမှမကပေါ့နော်ကျွန်တော်ဒီလိုမျိုးဗီဒီယိုရိုက်တာများလာတဲ့အခါမှာကိုယ့်ကိုယ်လည်းသိလာတယ်ပေါ့နော်ငါဘယ်လိုမျိုးလေးရိုက်ရင်တော့ပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်ဘယ်လိုနီးလေးတွေနဲ့ငါဗီဒီယိုရိုက်လို့ရှိရင်တော့ပို့ပြီးတော့အလုပ်တွင်တယ်ရိုက်ရတယ်လေပို့ပြီးတော့အဆင်ပြေတယ်ပေါ့စသဖြင့်ဒီလိုနီးလေးတွေကကျွန်တော်တို့လုပ်ကြည့်ရင်လည်းမှသင်ယူလာရတာပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ကတော့စလုပ်ခါစားမှာအဲ့လိုမျိုး quality ထက် quantity ကိုဦးစားပေးတာကပိုကောင်းတယ်ဆိုတော့ idea ကိုသဘောကျတယ်ပေါ့နော်သဘောလဲတူတယ်အခုလည်းကျွန်တော်အဲ့ဒီ idea အတိုင်းပဲကျွန်တော် content လေးတွေဖန်တီးကြည့်နေတယ်ပေါ့နော်တကယ်လဲကျွန်တော်လက်တွေ့လုပ်ကြည့်တဲ့အခါမှာဒီအရာကအသုံးဝင်တာကိုတွေ့ရတယ်ပေါ့နော်ဆိုတော့အခုနားထောင်နေတဲ့သူတွေရောဒီ idea နဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်လဲပေါ့နော် comment မှာဆွေးနွေးပေးသွားလို့ရပါတယ်အားလုံးပဲအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ဗျဘိုင်ဘိုင်ပါ